မင်္ဂလာပါရှင်ထက်ထက် DIY craft ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ကလေး with top လေးထိုးပါမယ် top လေးကလှပပြီးလွယ်ကူမြန်ဆန်တာကိုတွေ့ရမယ်ရှေ့ဘက်မှာဒီဇိုင်းထည့်ထားတယ်အနောက်ဘက်မှာတော့ကျမက pattern မထည့်ထားဘူးရိုးရိုးလေးပဲထိုးထားတယ်လှပပြီးတော့မြန်ဆန်တာကိုတွေ့ရမယ်เนาะဒီပုံစံလေးပဲကျမတို့ထိုးကြည့်ရအောင်ဒီမှာတစ်ချက်10ချိန်စားပြီးတဲ့အခါကျတော့ဒီလိုဖြစ်သွားပြီဒီလိုဖြစ်သွားတဲ့အခါကျတော့တစ်ချက်12ချိန်ပြည့်အောင်ဆက်ပြီးတော့စားမယ်စားပြီးရင်ဘဝပခုံးလေးကိုတစ်ချက်ဝိုက်ဝိုက်ကလေးပြအောင်လုပ်မယ်နော်ဝိုက်ကလေးဆိုတော့ဒီမှာကြည့်မယ်နော်ဒီဘက်တစ်ချက်အရှိဘက်ကိုတော့လုပ်ပြထားပြီဟလာအရှိဘက်မှာပုံစံအတိုင်းလေးပဲနော်ဒီလိုဝိုက်ဝိက်ကလေးတက်သွားအောင်ဘယ်လိုစားမလဲဟလာကြည့်ရအောင်ပြီးတော့မှဒီဘက်ဘေးကလေပင်အဖက်ကိုတက်မယ်အဲ့တော့ဒီမှာ10ချိန်ထိစားပြီးသွားပြီတော့12ချိန်ထိအောင်ဆက်ပြီးတော့စားပါမယ်နော်ဒီဘက်ကတော့အနာကုတ်ကတော့အပေါ်တစ်ပင်အောက်တစ်ပင်ဒီတိုင်းပဲထိုးသွားပါမယ်အနာကုတ်ကိုပြီးတော့တစ်ခါစားရင်2ပင်စားရတဲ့ကြောင့်မို့လို့ဒီ3ပင်စလုံးကိုဒီမှာပူးပြီးတော့စားပါမယ်နော်အလယ်မှာအပေါ်တို့တစ်ပင်ဘေးနှစ်ဘက်ကအောက်တို့2ပင်ပါနော်အပေါ်တစ်ပင်အောက်တစ်ပင်ဒီတိုင်းဆက်ထိုးသွားမယ်ဒီမှာ3ပင်ကျန်တယ်ဒီပင်ကိုအပေါ်ကလိုချင်လို့တစ်ချက်ဒီပင်ကိုဖြုတ်လိုက်တယ်ပြီးတော့အနောက်ကနေထိုးတယ်3ပင်လုံးပူပြီးတော့ sorry ကျူအောင်ချအောင်နော်ဖြစ်သွားပြီဒီပေါ်ဖြစ်သွားပြီးတော့ဒီဟာကိုဆက်ပြီးတော့ထိုးမယ်ထိုးပြီးရင်အဲ့ဒါရှေ့နောက်ဟုတ်လားအနောက်ကဒီတိုင်းပြန်ပြီးတော့ဆက်ထိုးမယ်3ပင်ထပ်သွားမယ်3လိုင်းထပ်သွားပြီးတော့တစ်ချက်နောက်တစ်ခါထပ်စားမယ်ရနောက်တစ်ခါကိုယ့်ဟာကိုယ်စားမယ်ကြည့်အောင်ဒီမှာတစ်ချက်ဟဲ့လားဒီဘက်ကို12ပင်12ခါစားပြီးတော့တက်လာတဲ့ခါမှာဒီမှာရသွားပြီ sorry ဒီမှာတစ်ချက်ပခုံးဟောလားဂျိုင်းကို12ကြိမ်စားပြီးတက်လာတဲ့ခါမှာဒီတိုင်းရသွားပြီအဲ့တော့အခုတစ်ချက်ဘာလုပ်တော့မလဲဆိုတော့ဒီမှာဂျိုင်းစားစရာနှခမ်းကုတ်ကိုတစ်ချက်မလိုတော့ဘူးဆိုတော့ကြောင့်မို့လို့ဒီနှခမ်းကုတ်မှတ်ထားတဲ့မြင်းကိုဖြုတ်လိုက်မယ်ဖြုတ်လိုက်ပြီးတော့လေပင်အကွေးလေးကိုပခုံးအကွေးလေးကိုတက်တော့မှာမို့လို့ပခုံးအကွေးကိုတစ်ချက်3ခါစားမယ်ဆိုတော့ကြောင့်နော်2ပင်ကြားတစ်ခါစားမှာမို့လို့ဒီချက်12ပင်ဖယ်လိုက်ပါမယ်6 8 10 12နော်အဲ့တော့မှတစ်ခါမှတ်ထားမယ်ဒီနေရာကိုမစားဘူးနော်2 4 6 8 10 12ဟုတ်ပြီ10 12ဖယ်လိုက်ပြီးတော့အခုဒီမှာပခုံးခွေးကိုတစ်ချက်ဘယ်လိုယူမလဲဆိုတာကိုပြပါမယ်ဟောတော့ဒီ2ပင်ကိုတစ်ချက်မထိုးတော့ဘူးထားခဲ့ပြီပြီးတော့ဒီနေရာရောက်တော့ဒီပင်ကိုတစ်ချက်မထိုးတော့ဘူးဟိုဘက်ကိုပြန်သွားမှာမို့လို့ဒီနေရာမှာအပင်တစ်ပင်ထပ်ပြီးတော့ကောက်လိုက်တယ်တစ်ချက်ကောက်ပြီးတော့ဒီမှာတင်ထားလိုက်တယ်နော်တင်ထားလိုက်ခြင်းအပြင်ဒီမှာ2ခုဖြစ်သွားပြီဒါပေမဲ့လည်းဒီဟာတစ်ပင်မှာပဲနော်တစ်ပင်တင်ထားခဲ့ပြီးတော့ဟိုဘက်ဒီဘက်ပြန်လှည့်တယ်လှည့်ပြီးတော့ဒီဘက်ကိုပြန်ထိုးမယ်တစ်ခါတစ်ချက်စားပြီးသွားပါပြီ
ပြီးရင်ဒုတိယအကြိမ်ပြန်သွားမယ်ဒီဟာကိုတစ်ချက်ထည့်မတွက်တော့ဘူးเนาะ sorry တင်းနှစ်ပြီးတော့ဒီမှာတစ်ခက်ပြီးသွားပြီတင်းနှစ်ပြီးတော့အခုဒီမှာတစ်ခုပြီးသွားပြီဆိုတော့ဒီချက်ဘာလို့တော့မလဲဒီမှာပြန်ပြီးတော့ဒီစုကိုလည်းပဲအပေါ်တို့မို့လို့ဒီချက်အပေါ်တို့နဲ့ပဲပြန်ယူလိုက်မယ်ဒီမှာကြတော့ပြီးတော့ဒီမှာတင်ထားလိုက်ပါမယ်เนาะတင်ထားလိုက်မယ်ဟိုဘက်ဒီပဲပြန်လှည့်မယ်နှစ်ကြိမ်ရှိပြီเนาะဟိုဘက်ဒီပဲပြန်လှည့်ပြီးတော့သူကဒီဘက်ကြတော့ဒီမှာအပေါ်တို့မို့လို့ဒီဘက်ကိုအပေါ်တို့ပြန်ထိုးမယ်အခု3ချိန်မြောက်ပြန်သွားပါမယ်3ကပဲဒီချက်ဆောင်းမှာမို့လို့ပါဒီဟာကိုနှစ်ကတော့စားခဲ့တဲ့နေရာတပင်းနှစ်ပင်ပြီးတော့အခုဒီမှာဒီနေရာကိုရောက်သွားပြီ3ပင်မြောက်ကိုဒီချက်လာပြီးတော့ထိုးမယ်ဒီမှာဒီနေရာမထိုးဘူးသူ့ရဲ့အောက်ကနေယူရတယ်အောက်ကနေယူပြီးတော့ထိုးပြီးတော့သူ့ကိုဒီပေါ်မှာတင်ထားခဲ့တယ်เนาะအဲ့တော့ဒီမှာနှစ်ပင်လို့ဖြစ်နေပါတယ်ဒီမှာလည်းပဲနှစ်ပင်လို့ဖြစ်တယ်နှစ်ပင်ဖြစ်နေတယ်ဒါတွေကပြီးတဲ့ခါကျတော့ဒီတိုင်းထိုးသွားပါမယ်တပင်အနေနဲ့ပဲထိုးမှာပါအခုဒီဘက်ပြန်လှည့်တော့ဒီဘက်ကအောက်ထိုးမို့လို့ဒီဘက်3ပင်ကိုအောက်ထိုးနဲ့အပေါ်ထိုးတာသူ့အတိုင်းပြန်ထိုးမယ်အခုဒီမှာပြီးသွားပြီပြီးသွားတော့ဒီဟာကိုဒီချက်တစ်လိုင်းလုံးဒီဘက်ကိုပြန်ထိုးမယ်ဒီဘက်ကိုစားဖို့သွားမယ်အဲ့တော့ဒီချက်တို့အပင်ပြန်ကောက်စရာမလိုတော့ဘူးတို့ကလည်းသူအပင်ကကောက်ပြီးသားဖြစ်သွားပြီဒီနှစ်ခုလုံးကိုတခါတည်းပူးပြီးတော့ထိုးလိုက်တယ်တို့ကြောင့်မလို့ဒီချက်တို့ဂျားထဲမှာအလိုင်းချားမနေတော့ပါဘူးအပေါ်တို့နေရာအပေါ်တို့ထိုးတဲ့သူနှစ်ပင်ရှိတဲ့နေရာကိုတခါတည်းပဲထိုးပါတယ်နော်ဒီမှာလည်းပဲဒီအတိုင်းပဲအဲ့တော့ဒီဘက်ကမှားထားတဲ့မာကာမလို့ရတဲ့အတွက်ဖြုတ်လိုက်ပြီအဲ့တော့ဟိုဘက်ကိုလည်းပဲဒီအတိုင်းပဲပြန်သွားပါမယ်ဟိုဘက်ကကျတော့နောက်ဘက်ကနေပြန်သွားရမယ်အခုဒီမှာစားခဲ့ပြီးတဲ့နေရာလေးကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာသူကလည်းသူ့အပေါ်လေးကိုကွေးလေးတက်နေတာကိုတွေ့ရမယ်အခုဒီဘက်ကိုလည်းဒီတိုင်းပြန်သွားမယ်အဲ့တော့နောက်ကိုတစ်ချက်နှိုက်လိုက်မယ်
ဟောဒီမှာနှစ်ပင်ပြီးတော့သုံးပင်မြောက်မှာသူကအပေါ်တို့နေရာဖြစ်တဲ့ကြောင့်မလို့သူကျိုးကိုပေါ်တင်လိုက်တယ်ကြည့်ဒီမှာ line လေးရဲ့ဟုတ်လားအောက်ကနေပေါ်ယူလိုက်တယ်ယူပြီးတော့ကော်ယူလိုက်တယ်ကော်ယူပြီးတော့ဒီမှာတင်ထားခဲ့တယ်သူမထိုးဘူးနော်မင်းဖြုတ်မချဘူးပြီးတော့ဟိုဘက်ဒီဘက်ပြန်လှည့်တယ်လှည့်ပြီးတော့ဒီဘက်ကအပေါ်တို့ဖြတ်သွားတဲ့ကြောင့်မလို့သူအပေါ်တို့ပြန်ထိုးတယ်ဒီဘက်နောက်တော့ပင်ကိုတခါစားခဲ့ပြီဒုတိယကြိမ်ဒီမှာခုနကစားခဲ့တဲ့နေရာအခုကဒီနေရာကိုရောက်သွားပြီနော်ခုနကစားခဲ့တဲ့ဒီမှာနှစ်ပင်ဖြစ်နေပြီအခုဒီမှာနှစ်ပင်ပြီးတော့ဒီနေရာကိုစားမယ်ဆိုတဲ့ကြောင့်မလို့ဒီနေရာကိုတစ်ချက်ဖြုံးမချဘူးအောက်ထရကနေကော်ယူတယ်နော်သူ့ရဲ့ line ရဲ့အောက်ထရကနေကော်ယူလိုက်ပြီးတော့အပေါ်မှာပြန်တင်ခဲ့တယ်ပြီးတော့ဟိုဘက်ဒီဘက်ပြန်လှည့်မယ်ဒီဘက်ကိုထိုးရဲဖြုတ်ချမယ်အခု3ခါမြောက်စားပါမယ်နော်ဒီမှာခုနကစားခဲ့တဲ့နေရာနှစ်ပင်ဖြန်ပြီးတော့ဒီဘက်ကိုစားမယ်အပေါ်တို့မို့လို့တစ်ချက်အပေါ်တို့အောက်ထရနေနှိုက်ပြီးယူတယ်ယူပြီးတော့ကော်ယူလိုက်တယ်ပြီးတော့တင်ထားလိုက်တယ်ဖြုံးမချဘူးဖြုတ်ချလို့လည်းမရပါဘူးကော်ယူထားတာမို့လို့ပြီးတော့ဒီဘက်ကနေပြန်ပြီးတော့ထိုးမယ်ကဲတော့ဒီမှာပခုံးစားပြီးတော့ဒီဘက်ကိုပြန်ရအောင်ထိုးမယ်နော်အစုံဒီဘက်အစုံထိရအောင်ဒီဘက်ကိုပြန်ရအောင်ထိုးမယ်ထိုးတဲ့အခါမှာခုနကတော့ကတင်ထားတဲ့ကြိုးတွေနေရာမှာနှစ်ပင်ဖြစ်နေမယ်အဲ့နှစ်ပင်ကိုတစ်ခါတည်းပဲပူးထိုးပါမယ်ကဲအခုပခုံးစားပြီးတော့ဒီကျမာကာမလိုတော့ဘူးမာကာကိုဖယ်လိုက်ပါမယ်ဘယ်အဆုံးထိဒီကျပြန်သွားပါမယ်အဆုံးထိအောင်ဆက်ထိုးမယ်ထိုးလိုက်တာဒီဘက်ကိုပြန်ရောက်လာပြီဆိုတော့တစ်ချက်အရှင်းနဲ့အနောက်နဲ့နှစ်ချမ်းကိုဆက်တော့မယ်ဆက်မယ်ဆိုတော့ဒီပခုံးမှာ line လေးလိုလာပြီအဲ့တော့တစ်ချက်ဒီမှာ7ထပ်ပြီးတော့ထည့်ပါမယ်ဟိုဘက်ကိုသွားပြီးတော့ဆက်ဖို့အတွက်ကိုနော်7ဘယ်လိုထည့်မလဲဆိုတာကိုကြည့်ရအောင်အဲ့တော့ဒီမှာနှစ်ခုရဲ့ကြားထဲကနေတစ်ချက်ပြန်ကောက်တယ်နော်ကောက်လိုက်ပြီးတော့ဒီလိုယူလိုက်တယ်တပင်နောက်တစ်ခါဒီကြားထဲကတစ်ခါပြန်ကောက်တယ်နှစ်ပင်
3ပင် နော်အဲ့လိုမျိုး7ပင်ပြန်ကောက်မယ်4ပင်5ပင်နော်အဲ့လိုမျိုးပြန်ကောက်လာမယ်7ပင်ကောက်ပါနော်ဒီမှာ7ပင်ကောက်လာပြီးတော့တစ်ချက်ရှေ့ရချမ်းနဲ့သွားပြီးတော့ဆက်တော့မယ်ဆက်မယ်ဆိုတော့ဒီဘက်ကိုပြန်ကောက်ရုံပဲဒီပင်ကဒီကတက်တက်ဟိုဘက်ကနော်ဖြတ်ခဲ့တဲ့အပင်ကိစ္စမရှိဘူးဒါတို့တိုင်းထားမယ်ပြီးမှတစ်ချက်ပြန်ပြီးတော့လုပ်မယ်အဲ့တော့ဒီမှာဒီဘက်ကိုကြတော့တစ်ချက်အတွင်းထိုးအနေအတွင်းဘက်ရောက်သွားပြီဆိုတော့သူ့ရဲ့အလိုက်တင်ပြန်သွားမယ်နော်ဒီမှာအပေါ်တို့နဲ့မို့လို့အပေါ်တို့သွားတယ်ဒီတိုင်းဆက်သွားလိုက်ရုံပဲအဲ့တော့ဒီဘက်မှာကျတော့လည်းပဲပြန်ပြီးတော့အပင်ကောက်စရာမလိုတော့ဘူးနော်ဒီအတိုင်းအဆုံးထိအောင်ဆက်သွားပြီးတော့ခုနကလိုပဲအပင်ကောက်ပြီးရင်ဒီဘက်မှာပြန်လာပြီးတော့ဆက်မယ်ဒီဘက်မှာဒီဘက်ကလိုပဲဒီဘက်ကိုလည်းပြန်ပြီးတော့ဆက်ပါမယ်နော်တစ်ချက်အခုဒီဘက်ကိုလည်းပဲကောက်ပြီးသွားပြီဒီဘက်မှာလည်းပဲကောက်ပြီးသွားပြီအဲ့တော့ကောက်ပြီးတော့အရှေ့ဘက်ကိုတစ်ချက်ပြန်လာပြီးဆက်တဲ့အခါကျတော့ဒီဘက်မှာကျတော့တစ်ချက်အကုန်လုံးကိုဒီအရှေ့ရောနောက်ချမ်းလုံးကိုပထမတစ်လိုင်းကိုဟိုနင်းပေါ့နော်အပေါ်တို့ဟိုဘက်ချမ်းကိုအပေါ်တို့ထိုးမဲ့အတွက်ကြောင့်မလို့အခုကတစ်ချက်တွင်းဘက်ပြတ်သွားပြီတွင်းဘက်ဖြစ်သွားတော့တစ်ချက်အကုန်လုံးကိုအောက်ထိုးပဲထိုးပါမယ်အောက်ထိုးကြီးပဲထိုးလိုက်တဲ့အခါကျတော့အလှဘက်ချမ်းမှာအကုန်လုံးအပေါ်တို့ကြီးပဲဖြစ်သွားမယ်ဘာဖြစ်လဲဆိုတော့တစ်ချက်တစ်လိုင်းလုံးကိုဟလာလေဘင်းရအကွတ်နဲ့ကိုမဆက်ချင်တော့လေဘင်းအကွတ်ကိုတက်တက်စနင်းပေါ့နော်ပေါ်သွားအောင်လို့ပါအားလုံးကိုဒီမှာအောက်ထိုးကြီးပဲထိုးလိုက်ပါတယ်နော်ရှေ့ရောနောက်ကိုအောက်ထိုးပြီးတော့မှအပေါ်တစ်ပင်အောက်တစ်ပင်ပြန်ထိုးပါမယ်နော်ဒီမှာအားလုံးပြီးသွားတဲ့အခါကျတော့မှအောက်တစ်ပင်အပေါ်တစ်ပင်အောက်တစ်ပင်နဲ့တစ်ချက်3 cm ထိအောင်ဆက်ပြီးတော့ထိုးသွားမယ်နော်အောက်တစ်ပင်အပေါ်တစ်ပင်အောက်တစ်ပင်အပေါ်တစ်ပင်နော်အဲ့ဒါကိုဘာလုပ်မလဲ3 cm ထိအောင်ထိုးသွားမယ်တစ်ပတ်လည်လုံးနော်ကဲ3 cm ထိအောင်ထိုးသွားပြီးရင်ဘယ်လိုနှခမ်းတက်မလဲဆိုတာကိုပြန်ပြီးတော့ကြည့်အောင်ကဲဒီမှာနှခမ်းပတ်လေးနော်11နှခမ်းပတ်ထိုးလာလိုက်တာဒီမှာကြည့်မယ်ဆိုရင်3 cm ရောက်သွားပြီနော်ဒီမှာနော်ဒီမှာကြည့်မယ်ဆိုရင်ဒီမှာ3 cm ရှိသွားပြီ3 cm ရှိသွားတဲ့အခါကျတော့ကျွန်တော်နှခမ်းသိမ်းတော့မယ်နှခမ်းသိမ်းမယ်ဆိုတော့ခါတိုင်းလိုပဲနော်အပေါ်ကိုအပေါ်ထိုးနဲ့သိမ်းမယ်အောက်ကိုအောက်ထိုးနဲ့ပဲသိမ်းပါမယ်နော်ဒီမှာအောက်ထိုးနဲ့မလို့သူ့ကိုဒီချက်အောက်ထိုးထိုးလိုက်တယ်အောက်ထိုးထိုးမယ်အောက်ထိုးထိုးပြီးတော့ဒီဘက်ကအပင်ကိုကြော်ချမယ်ဒီမှာအပေါ်ထိုးမို့လို့သူ့ကိုအပေါ်ထိုးထိုးမယ်ပြီးရင်နောက်ကအပင်ကိုကြော်ချပေးမယ်အောက်ထိုးမို့လို့အောက်ထိုးပဲထိုးပါမယ်နော်အပေါ်ထိုးဆိုရင်အပေါ်ထိုးထိုးမယ်နော်ဒီမှာလူကလည်းသူလာသွားတာကိုတွေ့ရမယ်အဲ့ဒီတိုင်းကိုအဆုံးထိအောင်ဆက်ပြီးတော့ထိုးလာလိုက်မယ်ကဲအင်ကြီးလေးကဒီမှာတစ်ချက်လေပင်အနာကွတ်ပြီးသွားတော့ဒီပုံစံလေးဖြစ်သွားပြီနော်ဒီမှာကြည့်မယ်ဆိုရင်ဒီမှာဒါပေါ်ပိုင်းဒီမှာတစ်ချက်အရှိကိုပန်းထည့်ထားတယ်ဒါမထည့်ခြင်းလည်းရတယ်ထည့်ခြင်းလည်းရတယ်နော်ဒီမှာအနောက်ကကြည့်မယ်ဆိုရင်လည်းပဲဒီမှာနောက်ကဒီတိုင်းလေးဖြစ်နေမယ်အဲ့တော့သူ့ရဲ့ပုံစံအတိုင်းတစ်ချက်ကအဲ့ဒါပြောတယ်40နဲ့49 cm ဒီချက်ထားတယ်49 cm ရှိမရှိကြည့်မယ်ဆိုရင်ဒီမှာဒီပခုံးဒီနေရာကနေပြန်ပြီးတော့စပြီးတော့တိုင်းကြည့်မယ်နော်ဒီမှာပခုံးဒီနေရာကနေဒီ
အဆုံးထိအောင်ဟောဒီပခုံးနေရနေပြီးတော့ဒီမှာအဆုံးထိကြည့်မယ်ဆိုရင်ဒီမှာ49ရှိတာကိုတွေ့ရမယ်အင်ကြီးလေးပြီးသွားပြီဆိုတဲ့အခါကျတော့เนาะလှလှပပနဲ့ဝတ်လို့လည်းအဆင်ပြေမယ်ပေါ့ပပနဲ့ဝတ်လို့လည်းအဆင်ပြေတာကိုတွေ့ရမယ်ရာသီမရွေးဝတ်နိုင်တဲ့ကဲလွယ်ကူလှပတဲ့အင်ကြီးလေးကိုထိုးကြည့်ပါရှင်အားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်တစ်ပတ်မှာပြန်လည်ဆုံစည်းကြတာပေါ့နော်ကျေးဇူးပါ